ညာဘက်ဆိုသူကကြောက်စရာကောင်းတဲ့မာဖီးယားဂိုင်းချုပ်တစ်ယောက်ဒါပေမဲ့နေ့ဘက်ဆိုတိမ်မွေ့ပြီးယဉ်ကျေးတဲ့အထက်တန်းကျောင်းဆရာဖြစ်ပြောင်းလဲသွားတယ်ဒါပေမဲ့သူ့ကျောင်းကိုပထမဆုံးလာတဲ့နေ့မှာပဲကျောင်းအုပ်ကြီးကအကာအကွယ်ပြည့်တဲ့အတန်းထဲကထွက်လာတာကိုတွေ့လိုက်ရတယ်ဘာဖြစ်တာလဲမေးခါနီးမှာပဲနောက်ထပ်ဆရာအသစ်တစ်ယောက်အခန်းထဲကပြေးထွက်လာတယ်အဲ့ဒါကကျောင်းရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့နတ်ဆိုးအတန်းဖြစ်နေတာကိုကျောင်းသားတွေကအားလုံးပဲဆက်ဆံရခက်ခဲပြီးဘယ်ဆရာမှတင်ရဲကြတာမဟုတ်ဘူးအဲ့ဒီလူအတန်းထဲကိုရှာထောက်သွားတော့တယောက်ကမီးအိုးတီနေတာကိုတွေ့တယ်နောက်တစ်ယောက်ကတိုက်ရိုက်ထုတ်လွှင့်နေတယ်နောက်ပြီးတချို့ကပင်ပေါင်ရိုက်နေကြသေးတယ်ဒါပေမဲ့သူကစိတ်မဆိုးပဲရှောက်သွားပြီးသူတို့ရဲ့ကစားနည်းကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာအကြံပေးတယ်ရုတ်တရက်လူစိမ်းတစ်ယောက်ပေါ်လာတော့ကျောင်းသားတွေကစိတ်တူသွားကြတယ်သူတို့တွေကတယောက်ကတန်းနှစ်ရက်ကနဲ့သူ့ကိုတန်းပြီးရိုက်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူကလက်ကောက်ဝတ်ကိုခါလိုက်တာနဲ့တန်းနှစ်ရက်ကတင်မုံပေါ်ကိုရိုက်ခတ်သွားတယ်အားလုံးအတင်းသွားကြတယ်သူကသူတို့ရဲ့အတန်းပိုင်ဆရာဖြစ်သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်အတန်းထဲမှာကျောင်းသားတွေကသူတို့လှုပ်ချင်တာကိုဆက်လုပ်နေကြတော့မယ်သူကသူတို့ရဲ့အချိန်တွေကိုမဖြုံးတီးဖို့နဲ့စူးစမ်းပြီးစာတင်ဖို့အကြံပေးတယ်ကျောင်းသားတစ်ယောက်ကမတက်ရက်ပြီးစူးစမ်းပြီးစာတင်တာကအခုချိန်မှာအသုံးမဝင်ဘူးလို့ပြောတယ်ပြီးတော့စင်မြင့်ပေါ်ကိုရှောက်သွားပြီးအခုရက်ပိုင်းမှာအကျော်ကြားဆုံးလူကမာစတာချီဆိုတာကိုပြောပြတယ်သူတို့အားလုံးသူ့လိုရက်ဆက်ကြမ်းကြုတ်တဲ့သူတွေဖြစ်ချင်ကြတယ်သူတို့မသိလိုက်တာကသူတို့ရှိမှရက်နေတဲ့ယဉ်ကျေးတဲ့လူကမာစတာချီကိုယ်တိုင်ဖြစ်နေတာပဲသူတို့ကိုရင်ပါအောင်လုပ်ဖို့သူကလောင်းကြီးတစ်ခုကိုအဆိုပြုတယ်9ရက်အတွင်းမှာသူတို့ကိုရှက်ရွံ့အောင်လုပ်နိုင်ရင်သူ့ဘာသာသူထွက်သွားမယ်ဒါပေမဲ့သူတို့မအောင်မြင်ရင်သူတို့ကောင်းကောင်းမွန်မွန်နေပြီးစာကိုစနစ်တကျတင်ရမယ်ចောင်းသားတွေကချက်ချင်းသဘောတူလိုက်ကြတယ်သူ့ကိုရေစရာဖြစ်အောင်လုပ်ဖို့ကကိတ်မုတ်တစ်လုံးလိုလွယ်မယ်လို့သူတို့ထင်ခဲ့ကြတယ်နောက်ရက်မှာသူတို့ကတကားပေါ်မှာဂျုံမုံပုံနဲ့ထောင်ချအောက်ဆင်ထားတဲ့သူကအတန်းတကားကိုဖွင့်လိုက်တဲ့အခါဂျုံမုံတွေကသူ့အပေါ်ကိုအကုန်လောင်းချတော့မဲ့အချိန်မှာသူကထိတလက်နဲ့ပြင်ဆင်ပြီးသားဖြစ်နေတာကြောင့်ဂျုံမုံတွေကိုအကုန်လုံးကာစီးထားလိုက်တယ်အဲ့ဒီအစားအနားမှာရှိတဲ့ចောင်းသားတွေကဂျုံမုံတွေနဲ့ဖုံးလွှမ်းသွားတယ်ဒါပေမဲ့အဲ့ဒါကအဆုံးမဟုတ်သေးဘူးသူထိုင်လိုက်တာနဲ့ចောင်းသားတွေကပစ္စည်းတွေကိုသူ့ကိုတပြိုင်နက်တည်းပစ်ပေါက်ကြတယ်ဒါပေမဲ့သူကလျှက်စီးလိုမြန်ဆန်ပြီးသူ့ထီးနဲ့ပစ်လိုက်တဲ့အရာတွေကိုအကုန်ကာကွယ်လိုက်တယ်ဒါပေမဲ့သူတို့မှာနောက်ထပ်အကွက်တစ်ခုရှိသေးတယ်သူတို့ကသူ့ရဲ့ကလပ်ထိုင်မှာကော်အားပြင်းတဲ့ကော်တွေကိုအရင်ကတည်းကတုတ်ထားပြီးသားအခုဆိုသူလှုပ်လို့ရတော့မှာမဟုတ်ဘူးចောင်းသားတစ်ယောက်ကသွားကြည့်တော့သူကကလပ်ထိုင်ပေါ်မှာမထိုင်ရသေးတာကိုတွေ့ရတော့အားတင်သွားတယ်အရှုံးမပေးပဲသူကចောင်းသားကိုဆွဲပြီးကော်တုတ်ထားတဲ့ကလပ်ထိုင်မှာဖိထိုင်ခိုင်းလိုက်တယ်အားနဲ့ဆွဲလိုက်တဲ့အခါចောင်းသားရဲ့ဘောင်းဘီကကလပ်ထိုင်မှာကျန်နေခဲ့တယ်ကျန်တဲ့အတန်းသားတွေကရေမောကြတယ်ဒါပေမဲ့ចောင်းဆင်းပြီးတဲ့နောက်သူတို့ကနောက်ဆုံးနောက်ပြောင်မှုတစ်ခုကိုစီစဉ်ကြတယ်သူတို့ကသူ့ကားထဲမှာဘုံအတူတစ်ခုကိုထားခဲ့ကြတယ်ဖြစ်ပျက်တာကိုမှတ်တမ်းတင်ဖို့ចောင်းသားတွေအားလုံးကသူတို့ရဲ့ဖုန်းတွေကိုထုတ်လိုက်ကြတယ်ဒါပေမဲ့သူတို့မသိတာကကားထဲမှာဘုံအစ်စ်တစ်ခုရှိနေတာပဲသူကအစပိုင်းမှာဒါကိုကလေးဆန်တဲ့နောက်ပြောင်မှုလို့ထင်ခဲ့တယ်ဒါပေမဲ့တစ်ခုခုမှားနေတာကိုရိပ်မိသွားတယ်ဘုံကအစ်စ်မှန်းသိသွားတဲ့အခါသူကကားပေါ်ကခုန်ဆင်းပြီးចောင်းသားတွေကိုပြေးဖို့အော်ပြောတယ်သူတို့ကနားမထောင်ကြဘူးသူကလောင်းကြီးကိုရှုံးတော့ဟာပြီလို့ထင်ပြီးသူကသူတို့ကိုကောက်ွယ်ပြီးငုံနေဖို့အော်ပြောလိုက်တဲ့ကားကချက်ချင်းပောက်ကွဲသွားတယ်